ဒီမင်းကလေးကတကယ်ကိုထူးထူးဆန်းဆန်းပါကိုငိုချင်ရဆောင်ဖို့အတွက်ကိုမျက်နှာကိုလက်သီးနဲ့ဓာတ်ရိုက်ထိုးတာမျိုးတွေအထိလုပ်ခဲ့တာပါဒါရင်အားမရသေးပဲဘသူမှဆိုချက်ချင်းမျက်ရည်ကျစေနိုင်တဲ့စက်တုံကြီးတွေမုံကြီးစိတ်တွေကိုပါတုံးပြီးငိုဖို့ကြိုးစားပါတော့တယ်ထူးခြားတာကသူမတယောက်တည်းမျက်ရည်ကျတာမဟုတ်ပဲကုမ္ပဏီရဲ့ CEO ပါလိုက်ပြီးမျက်ရည်ဝဲလာရတဲ့အထိပါပဲတကယ်တော့ဒီမင်းကလေးဟာတမှုတရားမျိုးနွယ်စုရဲ့မင်းသမီးလေးဖြစ်ပြီးမတော်တဆဖြစ်ရတဲ့ခုမှာမစ္စတာဂူရဲ့အသက်ကိုကဲတင်ခဲ့ပူပါတယ်ဒါပေမဲ့အဲ့ဒီလိုကဲတင်လိုက်ရကနေတမှုတရားမျိုးနွယ်စုရဲ့အထွတ်မြတ်ထားရတဲ့ပင်လယ်မြက်ဝန်း Eye of the Sea ရတနာဟာမစ္စတာဂူစီကိုမှားယွင်းပြီးရောက်ရှိသွားခဲ့ပါတယ်ဒီအမားကြောင့်မင်းသမီးလေးဟာမျိုးနွယ်စုကနေနှင်ထုတ်ခံရပြီးရတနာကိုပြန်ရှာဖို့လူလောကတွေရောက်လာခဲ့တာပါအဲ့ဒီရတနာမရှိရင်သူမရဲ့မော်အစွမ်းတွေကလည်းအလုံးမလုံးတော့ပါဘူးရတနာကိုလိုက်ရှာရင်းနဲ့မစ္စတာဂူရဲ့ကုမ္ပဏီကိုရောက်သွားတဲ့အခါမှာတော့လုံခြုံရေးတွေကသူမကိုတခိုးလို့ထင်ပြီးလိုက်ဖမ်းမှာတော့တယ်ကြောက်လန့်တကြားနဲ့ကဲစားပါအောင်လို့အော်ဟစ်လိုက်တဲ့ခဏမှလေးအန်အော်စရာကောင်းလောက်အောင်မစ္စတာဂူဟာသူမရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်မစ္စတာဂူကလေသူဘယ်လိုရောက်လာတာလဲဆိုတာကိုနားမလည်နိုင်ပဲအန်အော်တင်ပြီးမြင်မြန်တဲ့အခါမှာတော့မင်းကလေးကအမှန်တရားအလုံးကိုဖွင့်ပြောပြလိုက်ပါတော့တယ်မစ္စတာဂူတယောက်သူ့ရင်ဘတ်ထဲမှာတောက်ပတ်နေတဲ့ရတနာကိုမြင်လိုက်ရလို့မှင်ထက်နေတော့မှာပဲလုံခြုံရေးတွေကမင်းကလေးကိုအပြင်ကိုဆွဲထုတ်သွားကြပါတယ်မင်းသမီးလေးကတော့သူမရဲ့ရတနာကိုပဲပြန်လို့ချင်တာပါအရင်တစ်ခါဒုက္ခရောက်ပြီးငိုကြွေးနေတော့ကမစ္စတာဂူသူမရှိကိုရောက်လာခဲ့တာကိုတတိယသွားတဲ့အတွက်အခုလေမစ္စတာဂူကိုခေါ်ယူနိုင်ဖို့ကိုယ့်ကိုယ်ကိုအတင်းငွေအောင်ကြိုးစားနေတာပဲဖြစ်ပါတယ်